ဒီချာစနော်အာကိုရမရှိပဲမနေကြနဲ့ကြားလားအာကိုရရှိအောင်ကြိုးစားပြောပါကြိုးစားဒါရှိအောင်ကြိုးစားအေးအာကိုရဆိုတာလည်းခုဒါနသီလဘာဝနာတွေလုပ်တယ်ယင်ဒါနလည်းအာကိုတိုက်တဲ့ဒါနသီလလည်းအာကိုတိုက်တဲ့သီလဘာဝနာတွေကလည်းအာကိုတိုက်တဲ့ဘာဝနာဖြစ်အောင်လုပ်ထားဖို့ခိုင်ခိုင်မာမာတင်းတင်းတဲတဲခန်းခန်းနာနာထဲထဲဝါဝါဖြစ်အောင်လုပ်ထားဖို့လိုသလားမလိုဘူးလိုတယ်နမောနမဲမလုပ်နဲ့ဝိจิတန်းကြီးမလုပ်နဲ့နမောနမဲလုပ်လို့လည်းမရဘူးနော်ဝိจิတန်းကြီးလုပ်လို့လည်းမရဘူးသဘောပေါက်ရလားဥမာအဖြစ်မိမိတို့ကဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကူးမယ်ဆိုလို့ရှိရင်အဲ့လိုကန်းတစ်ဘက်ကန်းနဲ့တစ်ဘက်ကန်းကူးတော့မယ်ဆိုရင်ဘာလို့လှေတွေလိုတရားတွေလိုတာပေါ့ပြောပါတယ်လို့လှေတို့တရားတို့လိုသလားမလိုဘူးလားအဲ့တော့လှေတို့တရားတို့တော့ရှိပြီလှေတရားရှိငါတို့ဟိုဘက်ကန်းရောက်လှေကိုအားကိုးပြီးတော့ကူးမယ်ဆိုလှေရကောင်းဖို့လိုသလားမလိုဘူးလားအဲ့လှေကြီးကအပေါက်ကြီးဆိုရင်ဟိုဘက်ကန်းမရောက်ဘဲနဲ့လမ်းကိုလမ်းမှာနစ်ပြီးဒုက္ခရောက်မှလားမရောက်မှလားဒါတော့လှေတော့လှေပဲအာကိုလောက်တဲ့လှေမဟုတ်ဘူးအာမကိုလောက်တဲ့လှေပဲဖြစ်နေဘူးလားဒါကြောင့်ကိုလည်းလှေတော့လှေအာကိုလောက်တဲ့လှေဖြစ်ဖို့တော့ခန့်တယ်ဖို့ရှိဖို့လိုသလားမလိုဘူးလားကဲဒါဆိုတရားနဲ့ဖျက်ရှောက်မယ်တရားတော့တွေ့အဲ့တရားလေးကဝလုံးတရားလေးခဏခဏတရားလေးဆွေးမြေ့နေတဲ့တရားလေးဖျက်လျှောက်သွားရင်ဟိုဘက်ကမရောက်ဘူးလမ်းမှာလည်းချောကြပြုတ်ကြကြိုးကြသွားနိုင်တယ်ကဲအဲ့ဒီတရားမျိုးဟာဒကာကြီးတို့ဒကာမကြီးတို့တွေအာကိုလောက်တဲ့တရားဟုတ်သေးရဲ့လားဒါမှမဟုတ်တရားတော့တရားအာကိုလောက်တဲ့တရားမဟုတ်ဘူးအဲ့လိုဖြစ်မှလည်းဆိုရဒီနေ့ဒကာကြီးတို့ဒကာမကြီးတို့ဒါနတွေပြုကြဒါနတော့ဒါနပဲဒါပေမဲ့ကိုယ့်ရဲ့ဒါနကအာကိုလောက်တဲ့ဒါနမဟုတ်ဘဲနဲ့ခဏခဏဒါနလေးနဲ့တန်ត្រာသွားရင်တော့နေအောင်ပါ